ကဲအားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်မများရောက်တိုင်းကိုဒီနေ့အားနဲ့ရှိဦးစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ချင်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်မများနဲ့အတူဆွေးနွေးတိုင်ပင်ခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့အကြောင်းအရာလေးကအလွန်ကိုအရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ်တတိပေးချက်လည်းဖြစ်တယ်ထိုင်းနိုင်ငံအတွင်းမှာနေထိုင်နေတဲ့ကျွန်တော်တို့ရဲ့ရွှေ့ပြောင်းအလုပ်သမားတွေတော့ပေါ့နော်အလွန်ကိုအရေးကြီးတဲ့အကြောင်းအရာလေးဖြစ်တယ်လို့ကျွန်တော်ရှိဦးစွာပြောချင်ပါတယ်ကျွန်တော်တို့တွားကြအောင်ဘာအကြောင်းအရာလေးလဲဆိုတော့အခုဒီမိုးတွေအရန်ရွာနေအခုတလောနေ့တိုင်းမိုးတွေရွာနေတဲ့အခါမှာအနေရည်လည်းအလွန်ကိုများပြားတယ်ဘာအနေရည်ဖြစ်နိုင်လဲဆိုတော့အခုတက်ခရိုင်အတော်ဒီတက်ခရိုင်အတွင်းမှာပေါ့နော်သူတို့ရဲ့တတိပေးစာတွေသူတို့ကထုတ်လာတယ်တတိပေးချက်တွေဆိုရင်သူတို့အခုဖုန်းလိုင်းလိုထဲမှာသူတို့ကပို့ပေးလိုက်တယ်တမ်းပြီးပို့ပေးတယ်ဟိုအနီရောင်စာသားတွေထွက်လာပြီးဆိုရင်တချို့လူတွေကလက်တာပေါ့နော်ဘာကြီးလဲငါဖုန်းထဲမှာဒီအနီရောင်စာသားတွေလာတယ်ဘာကြီးလဲဆိုပြီးမေးတဲ့လူတွေလည်းအများကြီးရှိတဲ့အခါမှာကျွန်တော်ကဒီနေ့ပြောချင်တာဖြစ်တယ်အဲ့အနီရောင်စာသားလေးဟာသူတို့ရဲ့တတိပေးချက်ဖြစ်တယ်တတိပေးစာဖြစ်တယ်ထိုင်းနိုင်ငံအတွင်းမှာနေထိုင်တဲ့လူတွေပေါ့နော်တတိပေးစာဖြစ်တယ်ဒီတက်ခရိုင်အတွင်းမှာနေထိုင်တဲ့သူများအတွက်အရေးပေါ်တတိပေးစာအရေးပေါ်တတိပေးစာအလွန်ကိုရေးကြည့်တယ်ပြီးခဲ့တဲ့ဒီမေလ28ရက်နေ့တော့မေလ28ဒီနေ့ဆို30ပေါ့နော်28ကနေစတာ28 29 30တရက်နေ့အထိဒီနေ့အထိတဲ့မိုးကပြင်းထန်စွာနေ့တိုင်းဆက်တိုက်ရွာနိုင်ချေအများကြီးရှိတယ်အများကြီးရှိတဲ့အခါမှာသူတို့ကအထီးတတိပြုစောက်ကြည့်ဖို့ရန်အတွက်တတိပေးခြင်းနဲ့အတိလာပေးခြင်းတာဖြစ်တယ်အထူးတတိပေးချက်ဘာတွေကိုတတိထားရမှာလဲတဲ့တောင်ကြရေကြခြင်းကအလွန်ကိုအနေရများတာနော်တောင်ကြရေတွေပြီးတော့မြေပြိုခြင်းဘေးအနေရတွေသူတို့အဲ့ဒါကိုအတိကမေးအချက်ပေါ့နော်ပြီးတော့အထူးတတိပြုရန်နေရာတွေကိုလည်းသူတို့အဓိကပြောတယ်ဘယ်နေရာလဲဆိုတော့မြေနိမ့်ပိုင်းဒေတာမှာဆိုရင်ပြီးတော့ဒီလိုမျိုးတောင်ဆောင်နဲ့နီးတဲ့နေရာတွေမှာအဲ့နာတွေမှာတိတ်မနေနဲ့မြေနိမ့်ပိုင်းဒေတာတွေပြီးတော့တောင်ဆောင်နားတွေမှာနေတဲ့ပြီးတော့ရေချောင်းရေစီးတိုင်းတဲ့ချောင်းနားမှာနေတဲ့လူတွေရေစီးတဲ့ရေရဲ့လမ်းကြောင်းသွားနေတဲ့နားမှာနေတဲ့လူတွေအဲ့ဒါလူတွေတတိပေးရှင်နဲ့ခရူးဆိုင်ပါတဲ့တည်င်းကိုလည်းအမြဲတမ်းခရူးဆိုင်ပြီးနားထောင်ပေးပါတတိပေးချက်တွေကိုလည်းအမြဲတမ်းစောင့်မျှော်ပေးပါတဲ့မိဘပြည်သူများအားလုံးနဲ့တဲ့ကျွန်တော်တို့ဘာမှဖြစ်ဘူးဆိုပြီးအဲ့လိုမျိုးမထားပါနဲ့တတိအမြဲတမ်းထားပါတဲ့အနီးကစောင့်ကြည့်ပါပြီးတော့သူတို့ရဲ့ထုတ်ထားတဲ့တည်င်းတွေကိုလည်းအမြဲတမ်းဖတ်ပါအမြဲတမ်းကြည့်ရှုပါအမြဲတမ်းခရူးဆိုင်ပါတဲ့တတိပေးလာပြီးချင်းခရူးဆိုင်ပါတဲ့ဒါကသူတို့ရဲ့ထိုင်းနိုင်ငံအတွင်းမှာထုတ်လာတဲ့တတိပေးချက်ပေါ့နော်သူတို့ရဲ့ထိုင်းလူမျိုးအသက်ရှင်သူတို့အမြဲတမ်းတတိပေးချက်ထုတ်လာတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းပါတာပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအားလုံးညီကိုတွေအားလုံးနားမလဲတဲ့လူရှိရင်ပြန်ပြီးတော့ sharing လုပ်ပေးပါကျွန်တော်အရန်တက်တယ်အရန်တိတယ်လို့ကျွန်တော်မပြောဘူးကျွန်တော်တက်တယ်လို့နားလေတယ်လို့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးချင်တာဖြစ်တယ်ကျွန်တော်ရဲ့ဒီကနေ့ဗီဒီယိုကိုကြည့်တော့ညီကိုမနမအရောက်စတဲ့နေ့လဲဘေးရနေရကင်းရှင်းကြပါစေလုံခြုံကြပါစေလို့ကျွန်တော်ပြောရင်းနဲ့ဒီကနေ့ဗီဒီယိုကလစ်ကိုတော့ဒီမှာလည်းပဲအဆုံးသတ်လိုက်ပါတယ်အရောက်စတဲ့ကျေးဇူးအများကြီးတင်ပါတယ်